မိတ်ဆွေဘဝမှာစိုးရင်ပူပန်စိတ်ဒေါသစိတ်လောနေတဲ့စိတ်စတဲ့စိတ်ခံစားမှုတွေကြောင့်စိတ်ကစောက်တီးရမရအာယုံစူးစိုက်လို့မရတဲ့အချိန်မျိုးတွေကြုံမှုသလားကျွန်တော်တို့တော်တော်များများဒီလိုမျိုး negative emotion တွေကြုံလာတဲ့အခါမှာ emotion ကိုဘယ်လို regulate လုပ်ရမလဲဘယ်လို handle လုပ်ရမလဲဆိုတာမသိတဲ့အတွက်အဲ့ဒီ emotion တွေခေါ်ရနောက်တကောက်ကောက်လိုက်ရင်လည်းလမ်းပြောင်းသွားတတ်ကြတယ်ကျွန်တော်တို့အဲ့လိုမျိုး emotion တွေပြင်းထန်တဲ့ emotion တစ်ခုခုကြုံလာပြီဆိုတဲ့အခါကိုယ့်ရဲ့စိတ်ကအာယုံစူးစိုက်လို့မရတော့ဘူးဆိုရင်ကျွန်တော်တို့အသုံးပြုလို့ရတဲ့အရန်ကိုရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ 5-4-3-2-1 method လို့ခေါ်ပါတယ်ကျွန်တော် 5-4-3-2-1 method ဒီကျွန်တော်တို့ရဲ့စိုးရိမ်နေတဲ့စိတ်လောနေတဲ့စိတ်ဒေါသထွက်နေတဲ့စိတ်တွေကြောင့်ကိုယ့်ရဲ့စိတ်ကစောက်တီးရမရဖြစ်နေတဲ့အရာကိုစိတ်လေးရဲ့အရှိန်ရော့ကျလာပြီးတော့မှပြန်ပြီးစိတ်ကလေးငြိမ်လာအောင်ကိုယ့်ရဲ့စိတ်ရဲ့အာယုံစူးစိုက်မှုတွေပြန်ပြီးတော့မှအားကောင်းလာအောင်ကူညီပေးနိုင်တဲ့နည်းလမ်းကျွန်တော် 5-4-3-2-1 method မှာလုပ်ရမယ့်နည်းလမ်းဒီအရန်ကိုရိုးရှင်းပါတယ်ကျွန်တော်တို့ရဲ့အာယုံ၅ပါးဖြစ်တဲ့အမြင်အကြားအနံအထိအတွေ့အရာတာဆိုတဲ့အဲ့ဒီအာယုံ၅ပါးကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုပြန်လည်အာယုံစိုက်ရင်လည်းကိုယ့်ရဲ့စိတ်ကိုငြိမ်သက်လာအောင်လုပ်လို့ရတဲ့နည်းလမ်းပဲဖြစ်ပါတယ်ကျွန်တော် 5-4-3-2-1 method မှာ5ဆိုတာဒီဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုမြင်ရတဲ့အရာ၅ခုကိုအာယုံစိုက်ခိုင်းခြင်းဖြစ်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာမြင်ရတဲ့အရာ၅ခုလို့ပြောတဲ့အခါမှာလက်ရှိမှာဆိုရင်ကျွန်တော်နားမှာဆိုပါရှိနေလေကျွန်တော်ရဲ့ laptop ရှိရယ်ပြီးရင်ကျွန်တော်ရိုက်ကူးရေးလုပ်နေတဲ့ camera ရှိရယ်ပြီးရင်ကျွန်တော်ရဲ့ phone ပြီးရင်စာအုပ်စသဖြင့်ဒီအရာအဲ့လိုမျိုးကျွန်တော်ပတ်ဝန်းကျင်မှာမြင်ရတဲ့အရာ၅ခုကိုကျွန်တော်အရင်ဆုံးရှာဖွေရယ်ပြီးရင်အဲ့အရာ၅ခုတစ်ခုချင်းစီရဲ့အယောင်အသွေးအစင်းစတဲ့အရာတွေကိုကျွန်တော်သေးစိတ် observe လုပ်ဒီလိုလုပ်ပြီးသွားပြီဆိုရင်ဒုတိယတစ်ခုအနေနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ 4 ဆိုတာဒီကျွန်တော်တို့ကြားနေရတဲ့အတန်၄ခုကိုကျွန်တော်အာရုံစိုက်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကြားနေရတဲ့အတန်၄ခုဒီဘာတွေဖြစ်နိုင်လဲဆိုတော့လေတန်လည်းဖြစ်ကောင်းဖြစ်မယ်ကားတန်ဆိုင်ကယ်တန်ကိုဘေးနားမှာတယောက်ယောက်စကားပြောနေတဲ့အတန်ဒါမှမဟုတ်လည်းကိုအနားမှာတယောက်ယောက်ကဖုန်းပုတ်နေရောသူ့ရဲ့ဖုန်းကနေပြီးတော့မှလာတဲ့အတန်စတဲ့အတန်တွေဖြစ်နိုင်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်လက်ရှိဖုန်းလာတဲ့အတန်စသဖြင့်လည်းဖြစ်နိုင်တယ်โอเคအဲ့ဒီအတန်တစ်ခုချင်းစီကိုကျွန်တော်တို့နားထောင်အာယုံစိုက်တဲ့အခါမှာကျွန်တော်တို့ဘာကိုအာယုံစိုက်ရမလဲဆိုတော့ဒီအတန်ကဘာအတန်လဲဘယ်ကနေလာနေရလဲပြီးအတန်ကတိုးသလားကျဲသလားစူးနေသလားအတန်ကပြော့နေသလားစတဲ့အရာအသေးစိတ်လေးတော့ကျွန်တော်တို့အာယုံစူးစိုက်ပြီးတော့မှ observe လုပ်ကြရပါမယ်ကျွန်တော်တို့3ဆိုတာတော့အရင်လွယ်ကူပါတယ်ကျွန်တော်တို့ထိတွေ့ခံစားလို့ရတဲ့အရာ3ခုကိုကျွန်တော်တို့ရှာဖွေမှာပဲဖြစ်ပါတယ်ကျွန်တော်ထိတွေ့ခံစားလို့ရတဲ့အရာ3ခုလို့ပြောတဲ့အခါမှာလက်ရှိမှာဆိုကျွန်တော်ဘာကိုသွားပြီးအာယုံစိုက်မိတယ်ဆိုတော့ကျွန်တော်ရဲ့အသားနဲ့ဒီအင်ဂျီနဲ့ထိတွေ့နေတဲ့အရာတာပြီးရင်ကျွန်တော်ထိုင်ခုံနဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ထိစပ်နေတဲ့အရာတာပြီးရင်ကျွန်တော်ရဲ့လက်မှာဆိုရင်ကျွန်တော်ရဲ့နာရီနဲ့လက်နဲ့ပတ်ပြီးတော့မှဒီနားမှာထိထားတဲ့အရာစတဲ့အရာတွေကိုတွားပြီးတော့မှအာယုံဆိုင်မိရမိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့ထိတွေ့ခံစားလို့ရတဲ့အရာ၃ခုကိုရှာဖွေတဲ့အခါမှာအဲ့ထိတွေ့ခံစားလို့ရတဲ့အရာပူသလားအေးသလားမာသလားပျော့သလားစတဲ့အရာတွေကိုလည်းကျွန်တော်တို့အသေးစိတ်အာယုံစိုက်ကြည့်ပါကျွန်တော်ပြီးသွားပြီဆိုရင်2ဆိုတာတော့အရန်ကိုလွယ်ကူပါတယ်ကိုနားမှာကိုရတဲ့အနံ့နှစ်ခုကိုကျွန်တော်တို့အာယုံစိုက်ရမှာဖြစ်ပါတယ်အဲ့ဒီအနံ့ဒီကျွန်တော်နားမှာရှိနေကော်ဖီခွက်ကလာတဲ့အနံ့လေးဖြစ်ကောင်းဖြစ်မယ်ပြီးရင်ကျွန်တော်တို့ဖျားပန်းထိုးထားတဲ့အတွက်ဖျားပန်းကနေသဆင့်လာတဲ့ပန်းရဲ့နံ့ပြီးရင်ကိုယ့်ရဲ့ကိုတင်းနံ့ကိုယ့်ရဲ့ဒီရှမ်ပူနံ့စသဖြင့်ဒါတွေလည်းဖြစ်နိုင်တယ်အဲ့ဒီအနံ့နှစ်ခုကိုကျွန်တော်တို့ရှာဖွေပြီးတော့မှ observe လုပ်ကြရမှာပဲဖြစ်ပါတယ်အကယ်၍ကိုကဘာအနံ့မှမရနိုင်ဘူးဆိုရင်လည်းငါဘာအနံ့မှမရနိုင်ဘူးဆိုတာလေးကိုပဲအတိတတိကပ်ပြီးတော့မှကျွန်တော်တို့သိနေရင်ရပါပြီပြီးရင်ကျွန်တော်တို့နောက်ဆုံး1ဆိုတာတော့ကျွန်တော်တို့ရဲ့ရှာအနေသစင်ခံစားနေရတဲ့မီးစမ်းလို့ရတဲ့အရာတာတစ်ခုကိုကျွန်တော်ရှာရမှာဖြစ်ပါတယ်။ maybe ခုနကကျွန်တော်သွားတိုက်ထားတဲ့အတွက်ကျွန်တော်သွားတိုက်စေးအရာတာကိုရနေရလဲဖြစ်ကောင်းဖြစ်မယ်။ coffee တောက်ထားတဲ့လူအနေနဲ့လဲ coffee ရဲ့ခါတက်တက်အရာတာလေးကရှားပြားမှကျန်နေရလဲဖြစ်ကောင်းဖြစ်မယ်။စသဖြင့်ကျွန်တော်တို့ကိုမီးစမ်းလို့ရတဲ့အရာတာတစ်ခုကိုကျွန်တော်ရှာဖွေရမှာဖြစ်ပါတယ်။ကျွန်တော်ဒီလို5-4-3-2-1ငါကိုမြင်လို့ရတဲ့အရာ5ခုကိုကြားရတဲ့အတန်၄ခုပြီးရင်ကျွန်တော်တို့ကိုထိတွေ့ခံစားလို့ရတဲ့အရာ၃ခုရဲ့နောက်ဆုံးနံပါတ်1ကတော့ကိုရတဲ့အနံ2ခုနောက်ဆုံးကိုမီးစမ်းလို့ရတဲ့အရာဒါအဲ့လိုအားဖြင့်ကျွန်တော်5-4-3-2-1ကျွန်တော်တို့ရှာဖွေစူးစမ်း observe လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကလေးကအဝေးကိုရောက်နေတယ်ပြီးရင် emotion တွေရဲ့လွှမ်းမိုးမှုခံနေရနေပြီးတော့မှလက်ရှိပြစ်စုံပန်နေရလေးကိုပြန်ရောက်လာပြီးတော့မှစိတ်ကလေးကလည်းပြန်ပြီးငြိမ်အေးလာပြီးအာယုံစူးစိုက်မှု
ဒီအာယုံစူးစိုက်နိုင်စွမ်းနေလဲပြန်ပြီးတော့မှအားကောင်းတိုးတက်လာပါလိမ့်မယ်အကယ်၍ဒီတစ်ပတ်အတွင်းမှာမိတ်ဆွေအနေနဲ့အရင်ကပြင်းထန်တဲ့ခံစားမှုတစ်ခုခုကြုံလာတယ်ဒါမှမဟုတ်ရင်လေကိုယ့်ရဲ့စိတ်ကဘလို့မှအာယုံစူးစိုက်လို့မရတဲ့အဖြစ်မျိုးတွေကြုံလာတယ်ဆိုရင်ဒီ54321မတ်တက်လေးကိုစမ်းကြည့်ပါမိတ်ဆွေဒီ54321မတ်တက်ကိုစမ်းတက်အသုံးပြုပြီးရတဲ့အခါမှာဘယ်လိုမျိုးပြောင်းလဲမှုတွေကြုံရတယ်လဲဆိုတာကိုလေ comment မှာပြန်ပြီးတော့မှလာပြီးမျှဝေပေးပါအောင်ကျွန်တော်မိတ်ဆွေတို့စီကအတန်ကိုစောင့်မျှော်နေပါမယ်ကျွန်တော်ကတော့ Jennifer A ပဲဖြစ်ပါတယ်လူတွေကိုကိုယ့်ရဲ့ဘဝတန်ဖိုးတွေနဲ့ဘဝရည်ရွယ်ချက်တွေကိုပြန်လည်ရှာဖွေတွေ့ရှိပြီးတော့မှမိမိကိုယ်ကိုချစ်ခင်လေးစားတန်ဖိုးထားပြီးနေ့ရက်တိုင်းကိုအတိတ်ပဲပြေဝစွာဖြတ်တန်းသွားနိုင်အောင်ကူညီပေးနေတဲ့ Life and Purpose Coach တစ်ယောက်ပဲဖြစ်ပါတယ်ဘဝအလင်းပြကိုရန်တော်စာအုပ်ရဲ့မြမမှုပြုသူစာရေးသူလည်းဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်